အစင်းသင်းဖြစ်ပြီဆိုရင်ကျွန်တော်2မိနစ်တိုင်မင်ကိုစပြီးတော့မှတ်ပါပြီခင်ဗျာ ကဲအဲ့ဒါပဲသိချင်တာအဲ့ဘာမေချာနဲ့တိုင်းတစ်ပါအတိမတ်ပြတာလေပြော geography ရဲ့ညီမလေး ဟောဒါကတော့အစိုးနဲ့လား အေးအဲ့လိုမျိုးအကနဲ့လားအားကစားလားဘာလဲ အစိုးနဲ့ စဉ်းစားဖို့တဲ့ မစင်းစားဘူးလေပြောမှသိမှာပေါ့လူစိုး မရှိတာခါနေပြီလာခဲ့မရှိ တေးဥဆောင်သူရိုက်ကွေးလုပ်ဘူးလားကိုတော့နဲ့ဟဲ့နင်းနေရိုက်ဘူးလေကျွန်တော်နဲ့ရော ဟွာလေးချစ်သူရှိလား ပါရီမင်းနေရလည်းမသိပါဘူး ပြောချစ်သူကမင်းကလေးမလားချစ်သူကမင်းကလေးမလား ဟုတ်ဖူး ဟမ် ဟုတ်ဘူးတဲ့ ကျွန်တော်မရဖြစ်ဘူးကျွန်တော်နဲ့တစ်ခါမှမစုံဘူးလားရိုက်ကွေးတွေပါလေ မဆောင်ဘူး အဲ့ဆိုဒီဒီနဲ့ရော ဟာအဲ့ဒါ မခိုင်လေး မ နဲ့ ခိုင်းနေတော့ဟဲ့ဒိုင်းနေပဲပေါ့ ဘယ်မှာသွားဆုံတာလဲဆို ဘယ်မှာဆုံးတာလဲကိုထုံး မသိဘူးလေ စမသိတော့စမသိမဲ သူနဲ့ကစုံဘူးလား နှစ်ယောက်တည်းလားဘယ်မှာဆုံးတာလဲ ဟောင်းနေရောက်သေး သူနဲ့ကဂျင်းအတူတူဆော့တယ် ဟဲ့ဂျင်းလူဆော့တယ် ဟမ်ကိုထုံး ဒါ ပြဿနာအဲ့မှာစပြီ ငါခွင်ထဲရောက်လာပြီပြီးသွားငါတို့ကိစ္စမဟုတ်တော့အဲ့မှာမဖော်နိုင်ငါစန်နီမြင့်တွေဖြစ်ပြီဟမ် နှစ်ယောက်တည်းဆော့တာ နှစ်ယောက်တည်းဘယ်လိုဆော့ ဘာဆော့တာလဲဂျင်းရောဟုတ်ရဲ့လား နှစ်ယောက်တည်းဘာလဲဆော့ရလဲ မေးရပါ ဂျင်းဆော့တာသေးကြလားနှစ်ယောက်တည်းဆော့ ဟောမဂျင်းနဲ့ ဟိုစိတ်ပြေးလိုက်တိုင်းလို့ပါလို့ဆော့ လေးသိမြဲနေရှိတယ် မဟုတ်အဲ့တော့ okay အဲ့တော့ဒီခုမေးမယ်မေပစင်းကကိုထွန်းရဲ့ဖန်လားကိုထွန်းကမေပစင်းရဲ့ဖန်လား နေပါစင်းကလည်းကိုချူရဲ့ဖန်ကိုချူကလည်းနေပါစင်းရဲ့ဖန်နဲ့ ရှုပ်ပြီးရတဲ့ကိစ္စ ညီလေး ဗျာ ဖန်နေပြီပဲမပြန်ပြော ကိုထုံးလည်း ငါမပြောထွက်လို့သလားငါမပြောထွက်လို့ရက်လိုက်တာနေပြောရတယ် စန်နီမြင့်တို့တယောက်ထိ ဒီ ပါ မလေးလည်းများသွားပြီ မင်းတို့ဟမ် နှစ်ဖန်ဖြစ်နေတယ် ခဏနေပါမေးလိုက်ပါဦးမယ်အဲ့တော့ဟိုဥစား2018 19တုန်းကဂျင်မှာအဲ့လိုတောက်ချောက်စုံပြီးဆော့ပြစ်တာဟုတ်တယ်မလားဟမ် အခုလောလောဆယ်ဆော့နေလားသူနဲ့ no အေးအဲ့လိုနေပြောတော့ဟုတ်တယ် အခုမဆော့တော့အခုမဆော့တော့ ကိုထုံးအခုချင်း3-4ခုလောက်သွားနေ ဟုတ်တယ်လေ ဂျင်းနဲ့နေပါစင်းဂျင်းကအတူတူပဲ no ဘယ်ပေါ့ နိုင်ငံခြားမှာကြောက်တက်ခဲ့တာလားဟုတ်လား yes ထွန်းဘေးနားမှာသူ့ရဲ့အုတ်ထိန်သူရှူတင်တွေကိုလိုက်တဲ့အချိန်ကစပြီးတော့မတွေ့တော့ဘူးတဲ့ညီတော့တွေ့တယ် နိုင်ငံခြားမှာကြောက်တက်ဘူးတဲ့နိုင်ငံခြားမှာကြောက်တက်ဘူးတဲ့ ဟိုစား ဟုတ်တယ် ပန်းရောင်ရဲ့ညီမ အဲ့ပြောပါလေ တိုင်မင်းလို့ပြီးလားတိုင်မင်းလို့ပြီးလား နဟိုလေဟိုစုံမှုတွေဆိုတာကဂျင်မှာပဲစုံမှုတာနော်အနုပညာလုပ်ငန်းတွေမှာမစုံဘူးဟုတ်တယ်မလား 10မိနစ်ပြည့်သွားပြီ10မိနစ်ပဲကျန်တော့တယ် ဟမ်ဟုတ်မှာပေါ့ မဲပစင်းကလေမဲပြိုင်ပွဲတွေပါလေဝင်မှုတာလား မေးပြိုင်မွေး အမ် ဟမ် အဲ့ဆိုရင်ချင်းမှုတင်တန်းတွေပါလေမှာစုတွေပါလေရခဲ့ဘူးလားရင်ချင်းမှုကျောင်းတွေပါတက်ဘူးလား အဲ့ဆိုနုပညာမောင်နှမရှိလား အဖေရှိလားအနုပညာအဖေ ဖေကတော့အဖေမရှိဘဲတော့ကလေးမွေးလာ ဟုတ် လား အဲ့လိုပြောမှာလေအနုပညာအဖေအရှင် ဖေကနုပညာလောကတွေက ဟုတ်တယ်လားဟုတ်တယ် အဲ့ဆိုမျိုးရိုးဆိုဘယ်နာလဲရောက် ဆရာဂျွန်လွန်ရဲ့တင်တန်းဆင်းလား ပိုးတုံးလုံးဘွားတွေကဆိုအေးစဉ်းစားမှာပေါ့ စဉ်းစားနေရပဲလေ မစဉ်းစားနိုင်လို့မေးနေရလေ မဲပစင်းကအမှန်မှမဖြေတာအမှန်နေတော့ပြောနေတာယုံမယုံ ငါနဲ့မြတ်ကြိုက်ဘူးလားမသိဘူးငါကြီးစားအောင်လားမသိဘူးလား စက္ကန့်30 အေးဖြစ်နိုင်တယ် တို့မစုံနဲ့ကြိုက်ဘူးလား ငါနဲ့ကြိုက်ဘူးလို့တယ်ဒီက မကြိုက်ဘူး ဟုတ်တော့တယ်ငါအဲ့ site ကိုမှတ်မိနေသလိုပဲနော် ကြိုက်ဘူးတဲ့ ကိုထုံးနဲ့ရောကြိုက်ဘူးလားကိုထုံးနဲ့ရောကြိုက်ဘူးလား ကိုရနဲ့မကြိုက်ဘူးနော် မခိုင်လေးနဲ့ရောကြိုက်ဘူးလား ဒီဘာမေးနေရလဲဟုတ်သားပဲ ကလေးကရှက်တယ် ဟိုသူဘယ်သူလဲပဲစုံ မ စမ်း ခို ပါ င်နဲ့ရောကြိုက်ဘူးလားအကုန်လုံးတော့ကြိုက်တယ်မကြိုက်ဘူး အကုန်လုံးကြောက်တယ် ကြောက်တာလားကြိုက်တာလား ကြောက်တာ အဲ့ကြောက်တယ် ကျွန်တော်ကြောက်နေအကုန်လုံးသိပြီးသား तू อ่ะ ဟောကြိုက်တော့ကြိုက်တယ်ကြောက်တယ် အေးပေါ့နင်တို့ကြောက်နေအကုန်သိရလေ အဲ့ဒါကြိုက်တာကြောက်တာ ကြိုက်ကြောက်ကြီးပေါ့ ဟုတ်လားကြိုက်ကြီးနဲ့ကြောက်နေတာ အဲ ဟိုနေပေါ့ဘယ်သူလဲရင်မေးပါအောင်လို့ မင်းနဲ့ငါနဲ့မကြိုက်ဘူးလားတော့ခရှားရှားပဲလေ နှစ်ယောက်တည်းကြိုက်တာဖြစ်မှာပေါ့ မင်းကိုမရင်ဘယ်နဲ့တော့ထားမလဲ ငါ မို့ခဏနေဟောအစိုးပိုင်းမှာထူးချွန်တာလားတေးဥဆောင်ပိုင်းမှာထူးချွန်တာလားတကယ်တမ်း အမအားကစားမှာထူးချွန်တာလား ချိန်ပြေသွားပါပြီ ကုန်ချွန်နေပါဦးခဏနေပါဦး ကျေးဇူးတင်ပါတယ်အချိန်ပြေသွားပါပြီ